နေလည်းမပူပဲနဲ့ဘာဖြစ်လို့ဒီဆောင်ထားကြဟေးဟာနေဘူးလို့ဟာဝါဝါကိုသူတီးလားအမေဦးလေကလေးရောက်ပြီလားအတီးနေတော့မတီးရလေကျင်းချင်ရစနေတော့ဘာဖြစ်ဒီရရှိ谁吧？ ဟာလေ 小家生意皮往里有， ရှော့လိုက်တာသေးသွားလို့မောင်လေးကိုပေးလိုက်တယ်都一没有哦。 အတူတူပဲရှော့လိုက်တာသေးသွားလို့မောင်လေးကိုပေးလိုက်တယ် 好，我开始说一把。 ဘာလို့လဲယောက်ျားရဲ့ 人家帮我比武的。 လာလေးကိုကိုအိမ်ထဲဝင်ခဲ့လေ ရေပိုက်ပြတ်နေလို့ဆို ဟုတ်တယ်ကိုကိုရဲ့အိမ်မှာလူကြီးတွေလည်းတရားမှမရှိကြဘူးပြင်ပေးနော်ကိုကိုနော် တဲတယောက်တည်းလားဒါဆိုရင်တော့စားကန်ကြုံလို့မုတ်စိတ်ပြားဆွဲတာပဲ ကိုကိုကလည်းအားရှိနှာခေါင်းပဲပွားပွားနေရပဲလူရှုံမာကြီးလာအိတ်ခမ်းနေရော Yeah boy ဟောမေးစရာလေးတစ်ခုရှိရဲ့ရှင်မေးပါဟိုအမကပေါ့နော်အသက်လည်းကြီးနေပြီဆိုတော့လေအိမ်ထောင်ပြဖို့အစီအစဉ်ရောမရှိသေးဘူးလားရှင် ဒီမှာအိမ်နာပြဖို့အစီအစဉ်ရှိမရှိဆိုတော့တခါတည်းရမေးလို့ရဘာမှအသက်ကြီးတော့ထက်ပြောစားကြောက်ရှိဘူးနော်စိတ်ကောက်တိတ်လိုက်ပါနဲ့မင်္ဂလာစိတ်ကိုငါဘက်ကထုတ်ပါမယ် မလုပ်ပါနဲ့ဒီပုံလေးထည့်ပြီးမပြီးချင်တော့ငါမနဲ့တည်းကပတ်စံထွက်ရှာနေတာခုချိန်ကြီးဘာတမင်းတော့မစားသေးပါဘူးဟာ Okay တနာစရာလေးပဲအဲ့ဒါကျွန်မထင်ပါလေနင်းနာလေးပိန်းသွားလိုက်တာအေးငါစီရရောညငါဘခုတသိပြလိုက်ထမင်းလဲဝယ်စားတုံးချင်တာလေးတုံးပါနော် ဘာမှစိတ်ထား ယောက်ျားလေးတွေကိုတတ်ချင်ရင်တနတ်နဲ့လည်းမပြစ်နဲ့ဓားနဲ့လည်းမထိုးနဲ့ကိုကိုလို့တာခေါ်လိုက်အကျဉ်ကျဉ်သေးတယ်မယုံရင်ခေါ်ပြမယ်နော်ကိုကို နင်ငရဲပြရောက်လို့ရှင်ဒေဦးကြီးတွေများတွေ့လို့ရှင်ရိုက်ခွဲခဲ့သမ်းမှာဘာလို့ငါရောက်ရင်ကြောစရာမရှိအောင် Okay မောင်လေး ရမမ မောင်လေးခုတလောအဆိုင်အတန်နေဆို Oh no ဟာမဟုတ်ပါဘူးအမလည်းအမကဘယ်မအေးလို့ပြောလိုက်တာလဲ ဘယ်သူမှမပြောပါဘူးမောင်လေးရဲ့